Hello မင်္ဂလာပါနော်အိမ်ထောင်ရှင်မတွေစီမံခန့်ခွဲရေးနေရမှာဘာတွေဘလို့ဖြစ်သိနေဆိုတာဟာလေးတစ်ချက်လာပြောမယ်နော်အဲ့ဒါဘာလဲဆိုရင်အိမ်ထောင်ရှင်မတချို့တွေယောက်ျားရဲ့ကိုယောက်ျားရဲ့တနေ့စာတလစာဝင်ငွေတနှစ်စာဝင်ငွေတေချာတွက်ချက်ပြီးတော့မှစီမံပြီးတော့မှဘလို့သုံးပြီးတော့ဘလို့စူးစောင်းရမယ်ဆိုတာဟာလေတိဖို့အရန်စီမံတက်ဖို့အရန်လိုအပ်ပါတယ်ဘာလို့ဒီစကားလာပြောလဲဆိုတော့တချို့သူတွေကလေကိုယောက်ျားရဲ့ဝင်ငွေကိုတော့တီးတယ်ဒါပေမဲ့ကိုတိုင်လည်းအပြင်မှာအလုပ်ထွက်မလုပ်ဘူးကိုယောက်ျားရဲ့ဝင်ငွေတစ်ခုတည်းကိုအားကိုရတယ်မိသားစုကလေးလည်းရှိတယ်အဲ့လိုမျိုးချင်းနေမှာကိုရဲ့ယောက်ျားရဲ့ဝင်ငွေကိုတေချာမစီမံပဲနဲ့လာဝက်လောက်ပဲရောက်သေးတယ်ယောက်ျားရဲ့လာစာကကုန်သွားပြီလာစာပြန်ရမှာကလာကုန်မှပဲရမှာတော့ကြားထဲမှာချင်းဟာပြီးတော့မှစားတော့နေရတဲ့ဟာမျိုးနော်အထူးသဖြင့်ကိုသားသမီးမကြမ်းပါတဲ့မျိုးတို့ဖြစ်လာတဲ့အခါမိသားစုအကြီးပေါ်ကိစ္စဖြစ်လာတဲ့အခါမှာပတ်စံမလုံမလောက်ဖြစ်ပြီးတော့မဟိုလူကိုတောင်းဒီလူကိုတောင်းပြီးတော့မှချင်းဟာအဲ့လိုမျိုးတွေလောက်တာတွေရှိတတ်တယ်ပေါ့နော်အဲ့ဒါကအိမ်ထောင်ရှင်မတိုင်းမဟုတ်ပါဘူးတချို့အိမ်ထောင်ရှင်မတွေမှာပဲအဲ့လိုမျိုးတွေရှိတတ်တာဖြစ်ပါတယ်ဒါကြောင့်မလို့တချို့သူတွေကတော့အိမ်ထောင်ဦးစီးအမျိုးသားကိုယ်တိုင်ငွေကိုစီမံခန့်ခွဲတာဖြစ်ရှိတယ်ဒါပေမဲ့တော်တော်များများတော့မျိုးသမီးတွေကဒီငွေကြီးကြီးပိုင်အောင်ကင်တွေ့တာများတယ်ပေါ့နော်ဆိုတော့အိမ်ထောင်ရှင်အမျိုးသမီးတွေနဲ့ဒီဟာတွေစီမံခန့်ခွဲရေးမှာညံ့ဖြစ်တဲ့အခါမှာနော်ကိုယောက်ျားရဲ့ဝင်ငွေကတလားစာမလောက်ပဲနဲ့အမြဲတမ်းအဆွေမျိုးတွေညကိုမောင်နှမတွေစီမှာချင်းဟာတောင်းရတဲ့ဟာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နော်ယောက်ျားယူတတ်တယ်ကလေးမွေးတတ်တယ်ဆိုလို့ရှိရင်အိမ်ထောင်ရှင်မရဲ့တာဝန်တစ်ခုအနေနဲ့ကိုယောက်ျားရဲ့ဝင်ငွေပေါ်မှာစီမံခန့်ခွဲမှုပိုင်းမှာတေချာလေးလာပြီးတော့မှကောင်းမွန်နဲ့ကိုယောက်ျားရဲ့တလဝင်ငွေကမိသားစုအတွက်စားဝတ်နေရေးနော်အဲ့ဒီဟာတွေအားလုံးလုံလောက်အောင်ကိုကစီမံခန့်ခွဲတတ်မှအိမ်ထောင်ရှင်မပြီးသားတဲ့ဟာဖြစ်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးအဆင်ပြေကြပါစေ